လူချင်းမင်းတို့ကြက်ဥကိုပန်းသီးနဲ့ကြော်စားလို့ရတယ်ဆိုတာသိပြီးကြပြီလားစားလို့လည်းကောင်းတဲ့ပြင်အာဟာရလည်းရှိစေမှာဖြစ်လို့တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်စေမယ်ဆိုတာကတော့အာမခံပါတယ်အရင်ဆုံးကြက်သွန်နီတစ်လုံးကိုယူလေးချမ်းချမ်းပြီးရိုးရိုးရည်နဲ့အတူစားနေနေထည့်ပြီးတော့ထည့်စိမ်ပေးထားဖို့လိုပါမယ်ပြီးရင်တော့ချိုချိုလေးနဲ့အသားရည်အတွက်ကောင်းပါတယ်ဆိုတော့ပန်းသီးတစ်လုံးကိုအခွန်မခွာဘဲနဲ့အခုလိုမျိုးတေချာလေးပေးလိုက်ပါကြက်သွန်နီနဲ့ပန်းသီးနှစ်ခုလုံးကိုကုပပုံစံအတုံးလေးတွေလှီးပြီးသွားပြီဆိုရင်တော့အဓိကအစာပလာဖြစ်တဲ့ကြက်ဥကိုပြင်ဆင်ကြပါမယ်။ဒါကြောင့်ကြက်ဥ၃လုံးကိုပကံတစ်ခုတည်းထည့်ပြီးတေချာလေးခလောက်ပေးလိုက်ပါ။ကြက်ဥတွေရလာပြီဆိုရင်တော့တေချာနှုတ်ဆင်ထားတဲ့ကြက်သွန်ဘောကိုလောင်းချပြီးတော့ပန်းသီးတွေကရောပေးလိုက်ပါမယ်။အယောင်စုံစုံလေးနဲ့ဗီတာမင်တွေပြည့်စုံနေစေဖို့အတွက်မုံလာဥနီနဲ့ကြက်သွန်မိတ်ကအတူတူရောပေးလိုက်လို့ရပါတယ်။ပြီးရင်တော့စားတဲ့အချိုမုံထက်ငရုတ်ကောင်းထည့်ပြီးတော့ဘဲငပြားကြီးလေးနဲ့အတူအကုန်လုံးရောသမမွေသွားအောင်တေချာရောမွေပေးလိုက်လို့ရပါပြီ။ဒါဆိုရင်တော့ဂျုံလေးတစ်စုံကိုပါရောပြီးတော့စီပပထည့်ထားတဲ့အိုးကင်းပုံမှာမီးအေးနဲ့အခုလိုမျိုးအချိန်ပေးကြော်လိုက်လို့ရပါပြီရှင်။ဒါဆိုရင်တော့ထမင်းနဲ့ပဲဆက်စားဒီအတိုင်းပဲဆက်စားဘေးဥပတ်လုံးဝမရှိစေတဲ့ကြက်ဥကြော်လေးရှာလာပါပြီရှင်။